ဒီနေ့မနက်အစောကြီးလို့တော့ဖះသွားချင်တာနဲ့ကြက်ကက်ဆန်ဖះကိုသွားပြီးတော့ဖူးမြော်ခဲ့ပါတယ်ကြက်ကက်ဆန်ဖះကိုလည်းမရောက်တာကြပြီပေါ့နော်အားလုံးပဲဒီဗီဒီယိုလေးကိုလိုက်ကြည့်ပြီးတော့ကြက်ကက်ဆန်ဖះကိုဖူးမြော်လို့ရပါတယ်ကြက်ကက်ဆန်ဖះကအပြန်ပိုက်ဆတာနဲ့စမှုတော်ညုံမဟင်းကားကိုသွားပြီးတော့စားခဲ့ပါတယ်ပထမဆုံးအကြိမ်သွားပြီးတော့စားတာပါအခုနေရာလေးကဒါစမှုတော်ညုံမဟင်းကားနေရာလေးပေါ့နော်ဆိုင်ငန်းလေးကတော်တော်လေးကိုကျဲပါတယ်အထဲမှာမဟင်းကားလုံးကိုညက်ခောက်ဆွဲအိုးပဲဦးပဲကြော့နဲ့စားခဲ့ပါတယ်သူကဒီလိုမျိုးနန်းနန်းပင်တို့ပဲဒီလိုကိုတက်တက်ချပေးထားရပေါ့နော်အုံတို့ခောက်ဆွဲနဲ့မှာပြီးစားခဲ့ပါတယ်ပဲသွေးလေးနဲ့စားခဲ့တာပါအကုန်စားလို့ကောင်းပါတယ်တစ်ခေါက်လောက်တော့စားကြည့်ကြပါဦးနော်